ဝန်ကြီးတော်နဲ့လည်းပြန်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ promotion မရှိဘူးလားမင်းနေရတဲ့ customer တွေအတွက် promotion လေးလာပါပြီခင်ဗျာ promotion လုပ်ပေးမယ့် item လေးကတော့ကျွန်တော်တို့ SP Pro တော့တောကျူလာအိန္ဒိယမိတ်ဘက်ထရီလေးဖြစ်ပါတယ်ခင်ဗျာနော်ဒီ SVR အိန္ဒိယမိတ်တောကျူလာဘက်ထရီလေးတွေကိုကျွန်တော်ကုမ္ပဏီမူရင်းဈေးပေါ်မှာဈေးမတက်ဘဲနဲ့10%အနေနဲ့ကျွန်တော်ဝန်ကြီး electronic ကနေပြီးတော့ promotion တွေသောက်ဈေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာ promotion ကာလကတော့ new year ထိကျွန်တော် promotion လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာရနိုင်မဲ့ site လေးတွေကတော့120 A 150 A 200 A ဆိုပြီးတော့30ရရှိမှာဖြစ်ပါတယ်ခင်ဗျာမင်းအိန္ဒိယဖြစ်မယ်တောကျူလာကို SP ကိုဒီဇိုင်းနဲ့ရမယ်ပေါ့နော်တောကျူလာရဲ့ထုံးစံတိုင်းကတော့တောကျူလာတိုင်လေးတွေအသက်ပေါ့နော်တောကျူလာတိုင်လေးတွေပါမယ်ဒီ site ကတည်းကထုတ်သုံးလို့ရမယ်ကျွန်တော်ဒီမှာ solar တွေ battery တွေအဓိကထုတ်လုပ်ထားတာဖြစ်တဲ့အတွက်အကျန်းခံတွေအသုံးခံတွေပေါ့နော်အမှားကလည်းတစ်နှစ်ပါမယ်မင်းအိန္ဒိယဖြစ်မယ်ပေါ့နော်အခု promotion လေးတွေကကျွန်တော်တို့ကနော်ကုမ္ပဏီမူရင်းဈေးဖြစ်တဲ့120 A ဆိုလို့ရှိရင်9,52,000 150 A ဆိုလို့ရှိရင်8,9,000 200 A ဆိုရင်17,2,400ရှိတာကိုအခုရဝယ်တဲ့ customer တွေအတွက်ကျွန်တော်ဝယ်ကြလက်ထောင်းနဲ့ကနေပြီးတော့10% discount promotion လုပ်ပြီးမှာဖြစ်ပါတယ်ခင်ဗျာနော် promotion ကာလကတော့ new year ထိရပါမလို့အခု promotion မရှိဘူးလားမင်းနေကြတဲ့ customer တွေအတွက်အပြည့်လေးလာဝယ်လို့ရပါတယ်ခင်ဗျာနော်ရနိုင်မယ့်ဆိုင်လေးက120 150 200ဆိုပြီးတော့30ရရှိမှာဖြစ်ပါတယ်ခင်ဗျာနော်ကျေးဇူးပါ